မြေခွေးတစ်ကောင်နဲ့ဝန်ပုတ်လွေတစ်ကောင်ဟာကြက်မစီကနေဥတွေခိုးဖို့ကြံစီခဲ့ကြပါတယ်။ညရောက်တဲ့အခါမြေခွေးဟာဥသုံးလုံးကိုခိုးယူနိုင်ခဲ့ပြီးအဲ့ဒီဥတွေကနေကြက်ပေါက်လေးတွေပေါက်လာခဲ့တဲ့မြေခွေးကသူတို့ကိုစားတော့မဲ့အချိန်မှာပဲဝန်ပုတ်လွေကတားလိုက်ပြီးပိုဝလာပြီးစားလို့ကောင်းမဲ့အချိန်ထိလာအနေငယ်လောက်စောင့်ပြုစုထားဖို့ပြောခဲ့ပါတယ်အချိန်တွေကုန်လာတာနဲ့အမျှတခုခုပြောင်းလဲသွားခဲ့တဲ့မြေခွေးဟာသူ့အစာကျွေးထားတဲ့ကြက်ပေါက်လေးတွေအပေါ်တန်ရောစင်တွေ့လာခဲ့ပါတယ်သူတို့ကိုအတူဆော့ပေးတယ်ခိုးနားဖို့နေရာစောက်ပေးခဲ့ပြီးသူ့ရဲ့ရင်သွေးလေးတွေလိုပဲမြင်လာခဲ့တဲ့တနေ့မှာတော့ဝန်ပုတ်လွေပြန်ရောက်လာပြီးသူတို့ကိုစားဖို့အချိန်တန်ပြီလို့ပြောပါတော့တယ်မြေခွေးကကြက်ပေါက်လေးတွေကိုဖျောက်ထားဖို့ကြိုးစားခဲ့ပေမဲ့ဝန်ပုတ်လွေကတီးသွားခဲ့တဲ့သစ္စာဖောက်ခံရလို့ဒေါသထွက်နေတဲ့ဝန်ပုတ်လွေဟာကြက်ပေါက်လေးတွေကိုဖမ်းဆီးပြီးစားဖို့ပြင်ပါတော့တဲ့သူကလေးတွေအသက်ခံရတော့မှကိုမြင်လိုက်ရတဲ့မြေခွေးဟာငိုကြွေးရင်းနဲ့ပဲသူတို့ကိုကာကွယ်ဖို့ဝန်ပုတ်လွေကိုထိတ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်မြေခွေးကြောင့်ကြက်ပေါက်လေးတွေလွတ်မြောက်သွားခဲ့တဲ့မြေခွေးဟာဝန်ပုတ်လွေကိုတားဆီးဖို့တတ်နိုင်သမျှအစွမ်းကုန်လှုပ်ဆောင်ခဲ့ပေမဲ့အင်အားကြီးတဲ့ဝန်ပုတ်လွေကမြေခွေးကိုပြန်စားဖို့အထိဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိခင်ကြက်မကြီးဟာဒေါသထွက်နေတဲ့ကြက်အုပ်စုကြီးနဲ့အတူရောက်လာခဲ့တဲ့သူတို့ရှေ့မှာတင်မိခင်ကြက်မကြီးဟာအေယာမကြက်မကြီးအဖြစ်ပြောင်းလဲသွားပြီးဝန်ပုတ်လွေကိုဝိုင်းဝန်းတိုက်ခိုက်ကပညာပေးမောင်းထုတ်လိုက်ပါတော့တယ်အားလုံးပြီးသွားတဲ့အခါမြေခွေးကကြက်ပေါက်လေးတွေနားကိုကတ်ချင်ခဲ့ပေမဲ့မိခင်ကြက်မကြီးကခွင့်မပြုခဲ့ပါဘူးမြေခွေးဟာသူပိုင်ဆိုင်ခဲ့ဘူးသမျှအကောင်းဆုံးအရာလေးကိုဆုံးရှုံးလိုက်ရလို့အဝေးကနေကြည်ရင်ငိုကြွေးနေပါတော့တယ်